OK ဒီနေ့ကျွန်တော်အေးအားတော့မလို့သေးဘူးကျွန်တော်အကိုတယောက်ကသူဖုန်းပေါ့နော်အရေးကြီးပြတ်သွားတယ်အဲ့ဒါလေးပြင်ပေးပါမှန်နေလဲကွဲကုန်နဲ့မှန်နေလဲပေးပါဆိုလို့ကျွန်တော်အခုအေးအားထားပြီးတော့သူလာခေါ်တာကိုကျွန်တော်စောင့်နေတာဖြစ်ပါတယ်သူကအဲ့ဒီလာခေါ်မယ်တဲ့ဆိုတော့လည်းဘောကကွန်းလေးပါလေးဝယ်လိုက်အောင်ဆိုတော့မရောက်ရှိလာပါပြီရောက်ရှိလာပါပြီโอเคမလေးရပြီဆက်ပြီးတော့ကြည့်လိုက်ကြရအောင်เนาะဖြစ်ချင်တော့ထွက်တော့ကားနဲ့ပဲတောင်မှာကျတော့ဟိုစုံနေမှကိစ္စဖြစ်ထားတဲ့အခါကျတော့ကျွန်တော်တို့ကကားထားပြီးတော့ကျွန်တော်ညီကိုနေဆိုင်ငယ်နဲ့လဲသွားရပါတယ်ကျွန်တော်တို့ဗကြိုးရုပ်ထုဘက်ကနေပြီးတော့ပတ်တယ်ပြီးတော့ဘုံကလန်းကိုကျွန်တော်တက်မယ်ပေါ့နော်ဒါပေမဲ့ဖြစ်ရှင်တော့ဘုံကလန်းမှာကိုရွှေဦးတို့နဲ့တွေ့ပါတယ်ကိုရွှေဦးတို့နဲ့တွေ့ပြီမဲ့လေကျွန်တော်တို့ကလိုင်စင်တွေပတ်မှန်တွေအုတ်ထုတ်တွေကုန်ပါတယ်ဆိုပြီးကျွန်တော်တို့နေတာပေါ့နော်ဒါပေမဲ့လိုင်စင်ကကိုကလာလာလွန်နေတယ်တဲ့ဆိုတော့သူ့ရှိရနေမပြတ်ဘဲနဲ့ကျွန်တော်တို့ခက်တီတီပဲဒီဘက်ကနေပြန်ပတ်မောင်းလာတာပေါ့ဗျာဒီဘက်ကနေပြန်ပတ်မောင်းပြီးတော့ကျွန်တော်တို့ဘုံကလန်းတက်ရတာပေါ့ဆိုင်ရောက်ပြီးဆိုင်ကနေမှန်လေးပါလေးဝယ်မယ်ပေါ့နော်တခြားလေးစမ်းပြီးဝယ်ပါတယ်အဲ့အညီလေးကတော့အရင်ကောင်းပါတယ်ကျွန်တော်ဘက်ကပါလေးခွာဖို့ကူညီလို့နေရာသူကူညီပေးပါတယ်အောက်မှာရှိတဲ့စားပစ်ဆိုင်စပရာဘက်ဆိုင်တော်တော်များများပေါ့နော်တချို့ကကြတော့အဲ့လိုစပရာတူးတွေကိုပေးမသုံးကျင်ကြဘူးပေါ့နော်ပေးမသုံးကျင်ကြဘူးဒါပေမဲ့ Galaxy 9မှာတော့စပရာတူးတွေရောလိုအပ်တဲ့ဟာတွေကိုသူတို့ကကူညီပြီးတော့ရှာပေးပါတယ်ကျွန်တော်တို့ဆိုင်ကတော့အဲ့လိုမဟုတ်ဘူးလိုအပ်တဲ့ဟာကိုကျွန်တော်တို့ပေးသုံးတယ်ကိုကြီးလိုကပြောဘာလို့သေးလဲဘာရှာလဲကိုဘာလို့လဲဘာရှာလဲပေါ့လို့ကလည်းသူတို့နဲ့စကားလေးပြောလိုက်ပေါ့နော်ကျွန်တော်တို့ပြောဖို့လည်းကောင်းတယ်ညီစရာလေးပြောလိုက်အသားလေးပြောလိုက်ပေါ့နော်မှန်တရားပါပြီးတော့အစ်နဲ့ကျွန်တော်စမ်းကြည့်နေတာဖြစ်ပါတယ်တက်ကူကကောမကက်ခင်အစုံအကုန်လုံးပေါ့နော်အလုံးစုံအကုန်စမ်းရတယ်အလင်းအမောင်အကုန်လုံးစမ်းရတယ်ခင်ဗျမှန်နေကြတော့ကောကက်ပြီးလို့ရှိရင်မှန်ကြောင်သွားတဲ့ဟာမျိုးရှိရဲအဲကြောင့်မလို့နည်းနည်းကြာလေးပေါ့နော်သုံးကြည့်ပြီးတော့မှမှန်ကောင်းတယ်အဆင်ပြေရဲဆိုမှကျွန်တော်တို့ကနောက်ဆုံးကောကက်တဲ့အဆင့်ပေါ့နော်ကျွန်တော်တို့လောက်တာဖြစ်ပါတယ်ဆိုရင်ကျွန်တော်တို့ကောမကက်ခင်စမ်းပြီးသွားပြီဖြစ်ပါတယ်ဒီနေရာမှာရီဖို့ကောင်းတာကျွန်တော်ရှိမှကော်ဘူးကလည်းပါမသွားတဲ့အတွက်ကျွန်တော် Galaxy 9ပဲယူပြီးတော့ညီလေးလို့အကိုလို့ကော်ဘူးလေးခဏသုံးလို့ရမလားလို့ဆိုတော့ရတယ်အကိုတဲ့သုံးတယ်အကြိုက်သုံးတယ်ဘာမှမဖြစ်ဘူးရဲ့အာနာနဲ့ပဲကျွန်တော်ကော်ဘူးကိုသုံးပါတယ်ခင်ဗျာဆိုရင်မှန်အသစ်လေးနဲ့ကျွန်တော်တို့ပေါ်ကက်ပြီးတော့အကုန်လုံးပြန်ဆမ်းမှာဖြစ်ပါတယ်ဒီချာတက်ရပါတယ်ဆော့ကက်လေးတွေလွတ်နေလို့ရှိရင်လည်းမှန်အလုပ်မလုပ်တတ်ပါဘူးတော့ဘေးသားနေကွန်တမျိုးနဲ့ကျွန်တော်လုံနေကြိုင်နေတာကိုထိုင်ကြည့်နေပါတယ်ဆိုင်ရဝန်ထမ်းကောင်မလေးပေါ့နော်ကိုယ်ညီမလေးတယောက်ပါပဲအဲ့ဒီညီမလေးကိုလို့အရှိကနေရိုက်ပေးပါအောင်လို့ဆိုအကူညီတောင်းပြီးရိုက်ခိုင်းတာပါ
ဒီဖို့ကောင်းတာဒီအချိန်မှာဘက်ကပါပါပြန်တက်ပြီးတဲ့အခါကျတော့ကော်ဒီပါကတ်ပြီးတော့ပြန်ကောမှာဆိုလို့တေးရဘင်းနဲ့စီးရပါတယ်အဲ့ဒီတေးရဘင်းကလည်း Galaxy 9ကပဲထုတ်ပေးပါတယ်ပြီးတော့မှတ်မကွဲနဲ့ကာပါသွားဝယ်ပါတယ်တစ္ဆာနေပြီးတော့တစ္ဆာကိုမှတ်မကွဲနဲ့ကာပါသွားပြီးတော့ရှာပါတယ်ကတ်ပါတယ်ဘလုံးနဲ့ပတ်သက်တာလေးပါလေးရှိမလဲလိုက်ကြည့်ပေါ့လူကလေးဝယ်ပေါ့ဒါတော့တစ္ဆာဝန်ထမ်းညီလေးကမကွဲကတ်တာကိုစိုက်ကြည့်ရတာဖြစ်ပါတယ်စေတနာပပနဲ့တခြားလေးကပ်ပေးတဲ့အတွက်လည်းညီလေးကိုအများကြီးကျေးဇူးတင်ပါတယ်ကပ်လုပ်ပြီးတော့ကျွန်တော်တို့ညီကိုနှစ်ယောက်မြန်ပဲပြန်လာခဲ့လိုက်ပါတယ်ကားထားတဲ့နေရာလေးကိုပြန်ရောက်ပါပြီကားနဲ့ဆိုင်ကလေးပြန်ရှင်းပါမယ်ညီကိုနှစ်ယောက်အဲ့ဆိုင်လေးမှာပဲဓာတ်ပုံလေးပါလေးနည်းနည်းပပရိုက်ခဲ့တာပေါ့နော်ဟုတ်ပြီအဲ့တော့အလုပ်ဒီလည်းကုန်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အုပ်ပြုံးပြန်ပါတော့မယ်ခင်ဗျာတဲလေးနေပူနေတယ်တဲလေးနေပူနေတယ်Oh girl, you got me going psycho. Oh I know. လမ်းမှာညီကိုနှစ်ယောက်အလာပါတလာပါပြောစရာပြောအမှတ်တရပြောပြီးတော့ပြန်လာပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်နားထောင်ရင်းနဲ့ပေါ့ဗျာဝေးပေးတဲ့မုံမိုးလေးပါကျေးဇူးများတင်ပါတယ်ဆုံးကြည့်ကြလို့